မတူညီတဲ့ prompt 3ခုကသင်ရဲ့ AI ကို powerful ဖြစ်စေလိမ့်မယ်။ဟုတ်ပါတယ်ဒီနေ့မှာတော့သင်ရဲ့ AI ရောသင်ရဲ့ AI သုံးနည်း skill ကိုပါ upgrade မြင့်ပေးမှာပါ။ prompt 1 AI စီကနေတိကျမှန်ကန်တဲ့အဖြေရအောင်လုပ်နေ။သင် AI သုံးတဲ့အခါငါ့ကိုဒါလေးလုပ်ပေးပါအောင်ဆိုပြီးတော့ရင်ကြီးကြီးနဲ့ AI ကိုခိုင်းနေတော့လား။အဲ့ဒါကြောင့်သင်ရနေရလက်တွေကပြင်းစရာကောင်းနေတာပါ။မှတ်ထားပါ AI ဆိုတာသင်တောင်းဆိုရမယ်မိတ်ဆွေတကယ်ချင်းမဟုတ်ပါဘူး။သင်ခိုင်းသမျှကိုလုပ်ပေးမယ်အစွမ်းထက်ဆုံးဝန်ထမ်းတစ်ယောက်ပါ။ AI စီကနေတိကျတဲ့အဖြေရဖို့ဆိုလို့ရှိရင်စာကြောင်းရှည်ရေးစရာမလိုပါဘူး။ DRGCO ဆိုတဲ့ formula လေးကိုသိထားရုံပါပဲ။ R row သူ့ကိုရာထူးတစ်ခုပေးလိုက်ပါ။ဥပမာမင်းက marketing expert တစ်ယောက်ဒါမှမဟုတ်လို့ရှိရင် Python senior developer တစ်ယောက်။ G go သင်လိုချင်တဲ့အဆုံးသတ်ရလက်ကဘာလဲ။ဥပမာကုတ်ရေးခိုင်းတာလားအမားရေးရှာခိုင်းတာလား။ C contact အနောက်ခံအကြောင်းအရာပေးပါ။ဥပမာငါက16နှစ်အရွယ်ပဲရှိသေးတယ်။ဒါတွေကိုနားလည်လွယ်တဲ့ပုံစံနဲ့လိုချင်တယ်။ O output ဘယ်လိုပုံစံနဲ့ပြန်ပေးရမလဲ။ဥပမာ table နဲ့လား bullet point နဲ့လား။ကဲလက်တွေ့ကြည့်ရအောင်။မင်းကဥပမာ video script တစ်ခုရေးခိုင်းနေဆိုပါစို့။ YouTube အတွက် teach video script တစ်ခုရေးပေးပါ။မင်းက YouTube script writer အကျော်မော်တစ်ယောက်ဖြစ်တယ်။ငါရဲ့ goal က AI အကြောင်းကိုလူငယ်တွေစိတ်ဝင်စားလာအောင်ပြောပြဖို့ပဲ။ Codex ကတော့ငါ့မှာ budget မရှိဘူး။ဖုန်းတစ်လုံးပဲရှိတဲ့အခြေအနေကနေစရမှာ။အောက်ပို့အနေနဲ့ပထမဆုံး3စက္ကန့်မှာလူတွေကိုဆွဲဆောင်နိုင်မဲ့ဟုတ်ငါအခုကို bullet point နဲ့ချရေးပေးပါ။တွေ့လားတင်သူ့ကိုတိကျတဲ့အဖြေပေးလေလေသူကလည်းတိကျတဲ့အဖြေပြန်ပေးလေလေဖြစ်ပါတယ်။ AI ကိုမမေးပါနဲ့အမိန့်ပေးပါ။ DGCO နီလန်းကိုအသုံးပြုပြီးတော့သင်ရဲ့နောက်ထပ် prompt တွေကိုစမ်းရေးကြည့်ပါ။ prompt 2 AI နဲ့အလုပ်လုပ်နေလူအများစုက AI ကို Google လို့သုံးနေကြတော့မယ်။ဒါကဘာလဲဒါကဘယ်လိုလဲဆိုပြီးတော့မေးခွန်းတွေမေးနေကြတော့မယ်။ဒါပေမဲ့တကယ် pro တွေက AI ကိုအလုပ်ခိုင်းဖို့ပဲသုံးတာပါ။သင်ကကျောင်းသားပဲဖြစ်ဖြစ်အလုပ်လုပ်နေတဲ့သူပဲဖြစ်ဖြစ်ကိုယ်ပိုင် business ကိုစလုပ်နေတဲ့သူပဲဖြစ်ဖြစ်သင်က AI နဲ့အလုပ်လုပ်နေရဆိုရင်အုံနောက်တစ်လုံးထက်ရှိလာတာနဲ့အတူတူပါပဲ။ AI နဲ့အလုပ်လုပ်တဲ့အခါမေးခွန်းမေးတဲ့သူ questioner အဆင့်ကနေအလုပ်ပုံဖော်သူ test architect အဆင့်ကိုပြောင်းရပါမယ်။ဥပမာသင်က project တစ်ခုကိုလုပ်မယ်ဆိုပါစို့။ project တစ်ခုအတွက် plan ဆွဲပေးပါလို့ပြောတာထက်ငါမှာဒီ project အတွက် data တွေ idea တွေရှိတယ်။မင်းကငါရဲ့ project manager အနေနဲ့ဒါတွေကိုအဆင့်စစ်ခွဲချမ်းစိတ်ပြပေး။ငါတို့ဘယ်ကနေစတင်လဲ။ဒါကိုငါ့ကိုမေးခွန်း5ခုလောက်ပြန်မေးပြီးမှ plan ထုတ်ပေးပါဆိုပြီးတော့မေးပါတွေ့လား AI ကိုသင်နဲ့အတူတွေးခိုင်းတာပါ AI ကနေတင့်ကိုပြန်မေးခွန်းမေးလာပြီဆိုလို့ရှိရင်သင်တို့နှစ်ယောက်က teamwork စလုပ်နေပြီဆိုတဲ့သဘောပါ AI ကအဖြေပေးုံနေမှာကဘူးသင်ရဲ့ဆုံးဖြတ်ချက်တွေကိုပါမှန်ကန်အောင်ကူညီပေးနိုင်တဲ့အတိုင်းပဲပုံကိုတစ်ယောက်ပါ AI နဲ့အလုပ်တွဲလုပ်တဲ့ဆိုတာခိုးချရမဟုတ်ပြင်းစရာကောင်းတဲ့အပိုင်းတွေကို AI ကိုလွှဲပေးလိုက်ပြီးတော့သင်ရဲ့တကယ် creative ဖြစ်တဲ့အပိုင်းတွေကိုသာဆက်လုပ်ဖို့ prompt 3 AI ကိုကိုယ်ပိုင်ကုန်းနဲ့အမိန့်ပေးနည်း69%သောသူတွေမသိသေးတဲ့လေးဝက်ချက် AI ကို data တွေအများကြီးပေးပြီးတခုခုခိုင်းတဲ့အခါကျရင် AI ကကြောင်သွားတာမျိုးဒါမှမဟုတ်လို့ရှိရင်အချက်လက်တွေမှားကုန်တာမျိုးကြုံဘူးလားအဖြစ်များဆုံးကအပေါ်မှာကိုကနေအများကြီးပြောထားတာတွေကိုနောက်ထပ်အသစ်လောက်ခိုင်းရလို့ရှိရင်လိုချင်တဲ့ပုံစံမရတော့ပဲမှားသွားကြတယ်အဲ့ဒါဘာလို့လဲဆိုလို့ရှိရင်သင်ကသူ့ကိုစကားနဲ့ပဲသွားပြောပေးနေလို့ဒီနေ့မှာတော့ဘယ် creator မှမသိသေးတဲ့ကျွန်တော်ကိုယ်တိုင်သုံးနေတဲ့ structure data code 3နည်းလမ်းကိုကျွန်တော်ကိုယ်တိုင်ပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနည်းလမ်းကိုသုံးရင်သင်ပေးလိုက်တဲ့ data တွေကဘယ်လောက်များများ AI ကတစ်ချက်လေးမှမမှားဘဲနဲ့တိတိကျကျအဖြေအပြည့်စုံပေးပါနဲ့ပေးလိုက်နည်းလမ်းကရိုးရှင်းပါတယ်ကျွန်တော်တို့က data တွေကိုစာကြောင်းရှည်တွေနဲ့တန်းမရေးရတော့ပဲ coding ရဲ့ variable concept ကိုသုံးပါမယ်သင်ရဲ့အချက်လက်တွေကို box လေးနဲ့ပုံဖော်ကြည့်မယ်ဥပမာပုံထုတ်တော့မယ်ဆိုလို့ရှိရင် prompt ရှည်ကြီးတွေဖြစ်တဲ့ပစ္စည်းတွေကို box ဖြစ်တဲ့ကုတ်ထဲကိုထည့်ပြီးတင်လိုအပ်သလိုတည်ဆောင်သွားလိုက်အသုံးပြုသလိုပေါ့ကဲလက်တွေ့ကြည့်အောင်ကျွန်တော်အခုလိုရေးလိုက်ပါတယ်တိကျပြီး 4K quality prompt အရှည်ကြီးကိုကုတ်အသေးစားလေးလုံးပါစာတန်းလေးတွေကိုထည့်မယ်ပေါ့
ပြီးရင်နောက်ထပ်ပုံတွေကိုဒါလေးသုံးလိုက်အောင်မယ်တွေ့လား AI ကဘယ်လို quality ဘယ်လို font ဘယ်လို style ဘယ်လိုပုံစံဘယ်လို type ကအစားသင်ထည့်ထားတဲ့ data တွေကအတိုင်းအတိအကျအပြည့်စုံဘာမှယုံမှမရှိဘဲနဲ့ပြင်ပေးပါတယ်ဒီနီလန်းကလူတိုင်းအတွက်မဟုတ်ပါဘူးအလုပ်ကိုထိထိရောက်ရောက်နဲ့လုပ်ချင်တဲ့သူတွေအတွက်ပါသင်ကရောအခုလိုကုတ်ပုံစံမျိုးနဲ့ခိုင်းကြည့်ဖို့အသင့်ပဲလားဒီဗီဒီယိုမှာသုံးသွားတဲ့ code format တွေကို description မှာချပေးထားပါတယ်စမ်းသုံးပြီးရလာတဲ့ရလဒ်တွေကိုကျွန်တော်တို့ရဲ့ Telegram community ထဲမှာလာပြီးတော့ပို့လို့ရပါတယ်ကျွန်တော် rating ပေးပါမယ်တကယ်လို့အမှားတွေရှိခဲ့လို့ရှိရင်လည်းကျွန်တော်ကိုယ်တိုင် community ထဲမှာပြင်ပေးပါနောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့ teach content တွေအတွက် subscribe လုပ်ထားပါ